သင်္ကန်းစာဆိုတာယူပြီးကိုယ့်ကိုပြင်မှအကောင်းဆိုတာဖြစ်တယ်လောကလူတွေဟာကိုယ့်ကိုမပြင်သေးသမျှလူကောင်းမဖြစ်နိုင်ပါဘူးဆရာမိဘတွေကပြင်တယ်ဆိုတာဆရာမိဘတွေရှေ့မှာကောင်းနိုင်တော့လည်းပဲဆရာမိဘရှေ့မဟုတ်တဲ့အခါမှာအကျင့်စရိုက်တွေကပြန်ပြီးတော့နိုးထလာတတ်တယ်ပေါ့အဲ့တော့ကိုယ်တကယ်သူတော်ကောင်းဖြစ်ပြီဆိုလို့ရှိရင်ကတော့ကိုယ့်ဖို့မှာမဟုတ်တာလို့ဖို့စိတ်ကြွရဆိုတာမရှိဘူးအလုံးဟာကိုသိနေရင်ကိုယ့်ကိုသိခါကိုရှက်ရွံ့နေမဟုတ်တာမလုပ်ဘူးလို့ဆိုတယ်ဟိရိဝတ္တပတရားတွေကိုရင်ထဲမှာအပြည့်အဝရှိနေမယ်ဆိုရင်ကိုကျင်တရားကိုတဏ္ဍာမှာအပြည့်အဝရရှိပြီးတော့စိတ်ကြွရမှတော့ကိုကျင်တရားကောင်းမွန်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာနိုင်တယ်အဲ့တော့ပုရုဇဉ်နေနဲ့ဒီအဆင့်ရောက်အောင်ကိုပဲကြိုးစားသင့်တယ်ပေါ့ဒီအဆင့်ရောက်အောင်ပဲကြိုးစားသင့်အခြားသောတပန်သဂရကအနာကအဆင့်တွေသာထားကြည့်ကိုယ့်ရဲ့ကိုကျင်တရားခိုင်မာမှုဟာစိတ်ကြွယ်ထိအောင်အာမခံချက်ရှိလားကိုစမ်းသပ်ပြီးတော့တိဆောက်ဖို့ခိုင်မာဖို့လေ့ကျင့်မှုပထမရေးချတယ်